ကြက်ကလေးချက်ဆက်ဆက်မှုမွေးလေးချက်ရအောင်ရှင်ကြက်သွန်ဖြူနီခြင်းကိုစနွေးနဲ့စီတက်ပါမယ်ကြက်လာပြီဆိုရင်ရောင်နေမုန်းထည့်ပါမယ်ပြီးရင်တော့စားစနွင်းခြင်းရေအရသာနဲ့နှဲပြီးတော့နှက်ထားတဲ့ကြက်သားလေးကိုထည့်ပါမယ်ကြက်သားတွေကထွက်လာတဲ့ရေနဲ့ပဲအိုးထဲမှာအရင်ဆုံးလှိမ့်ပါမယ်ရေခမ်းသွားပြီးအစိမ်းနဲ့ပြောက်ပြီဆိုတော့မှရေနွေးစူပြီးသားကိုထည့်ပါမယ်ဒီချိန်မှာအရသာအတွက်ကြက်သားမုန့်ငံပြားရီစားလို့ထည့်နိုင်ပါတယ်ပြီးရင်တော့ပထမတရေနဲ့ပဲအဖုံးအုပ်ပြီးတော့တည်ထားပါမယ်ဝယ်လာတဲ့ကြက်သားလေးကနုတယ်ဆိုလို့ရှိရင်တော့ဒီအနေလောက်မှတင်ကြက်သားလေးတွေကနူးနေပါပြီကျမကတော့ရေလေးနည်းနည်းထပ်ထည့်ပြီးတော့အဖုံးအုပ်ပြီးထပ်တည်လိုက်ပါတယ်ကိုလိုချင်တဲ့စီပြန်အနေထားလေးရပြီဆိုရင်တော့ငရုတ်သီးအလှော်မုန့်လေးကိုထည့်ပါတယ်ပြီးသွားရင်တော့နှစ်သက်ရမဆလာမုန့်လေးကိုထည့်ပြီးတော့အုပ်ပါမယ်ရှင်မဆလာလေးကျက်သွားအောင်အဖုံးအုပ်တည်ပြီးတော့ခဏနေချလို့ရပါပြီရှင်ခုဆိုရင်တော့ငရုတ်သီးဆက်ဆက်မဆလာနဲ့မှုမွေးလေးနဲ့ထမင်းမိန်စီတဲ့ကြက်ကလေးချက်လေးရပါပြီရှင်